the right time right place right emotion 3ခုကို link ချိတ်နိုင်သွားပြီဆိုရင်ကိုယ့်ရဲ့ပစ္စည်းတစ်ခုကအရန်ထိုးရောင်းနေမျိုးမဟုတ်ဘဲနဲ့ဒီ customer ရဲ့ပြဿနာကိုဖြေရှင်းပေးတဲ့လူဖြစ်ပြောင်းလဲသွားတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါ One Freelance Content ဘာရဲ့ပထမဆုံး podcast episode ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေပေးချင်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီ digital marketing မှာလေ့လာစရာအချက်လေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီရက်ကွက်ထဲမှာတွေ့နေကြဘူပေါင်းတဲ့ဦးလေးကြီးစီကနေကျွန်တော်ဘယ်လိုလေ့လာမလဲပေါ့တကယ်လက်တွေ့ဘဝရင်းနဲ့ဘယ်လို marketing ကဆက်ဆက်နေလဲဆိုတော့ကျွန်တော်ပြောချင်တာဗျအဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီဘူပေါင်းတဲ့ဦးလေးကြီးတွေကိုကျွန်တော်တို့တွေ့ဦးပါတယ်အများဆုံးတွေ့ဦးတာကတော့ကျွန်တော်တို့ဒီကလေးဆေးရုံရှိတွေမူဂျိုကျောင်းရှိတွေမှာဈေးရောက်နေရမျိုးကြီးကျွန်တော်မြင်ဦးပါတယ်ငယ်ငယ်တုန်းကလည်းမြင်ဘူးသလိုဒီအသက်အရွယ်ရောက်တဲ့ကြီးရမြင်ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီငယ်ငယ်တုန်းကလည်းအရန်လိုချင်ခဲ့တယ်ဒီရုပ်လေးလေကလေးတိုင်းကလည်းဒီဘူပေါင်းတဲ့တွေဘာတွေဆိုလို့ရှိရင်ကျွန်တော်အများအားဒီကြောင်းချင်းမိဆိုတာပဲဖြစ်ဖြစ်ကလေးတွေအာယုံတွေကဒီဦးလေးစီတွေပဲရောက်နေရပါတော့အဲ့တော့ဒီဦးလေးစီကနေကျွန်တော်တို့ marketing နဲ့ပတ်သက်တဲ့အချက်၃ချက်ကိုဆွဲထုတ်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ right place right time right emotion အဲ့တော့ right place ဆိုတာမှန်ကန်တဲ့နေရာမှာရောင်းခြင်းကျွန်တော်တို့ကဈေးတစ်ခုရောင်းမယ်ဆိုရင်မှန်ကန်တဲ့နေရာမှာရောင်းဖို့လိုတယ်ဗျအခုဒီဦးလေးဆိုလို့ရှိရင်လည်းပေါ့နော်ဒီဘူပေါင်းရောင်းတဲ့ဦးလေးတယောက်ကဒီဦးလေးတွေကိုကျွန်တော်တို့ကတက်ကလို့ကျောင်းရှိတွေမှာတွေ့ရမှာမဟုတ်ဘူး night club တွေရှိမှာကျွန်တော်တွေ့ရမှာမဟုတ်ဘူးပေါ့နော်ဒါကကျွန်တော်ကလေးစော့စရာဘူပေါင်းရောင်းတာကိုပြောတာပေါ့နော်ဟိုလိုanniversary မှာပေးတဲ့ဘူပေါင်းအရုပ်တွေပါတယ်ကိုပြောတာမျိုးမဟုတ်ဘူးအဲ့တော့ဒီလိုကလေးစော့တဲ့အရုပ်တွေကိုကျွန်တော်တို့ကအရုပ်ရောင်းတဲ့ဦးလေးတွေကိုမူလာတန်းကျောင်းရှိတွေကလေးစီကန်းရှိတွေကလေးစင်းဦးရှိတွေမူဂျိုကျောင်းရှိတွေမှာပဲကျွန်တော်တို့ကတွေ့ရမှာပါဒါကကျွန်တော်တို့ကဘာကိုပြောလဲဆိုတော့ right place လို့ခေါ်တယ်မှန်ကန်တဲ့နေရာမှာရောင်းတယ်ပေါ့နော်ကျွန်တော်တို့က product ကိုရောင်းတဲ့အချိန်မှာမှန်ကန်တဲ့နေရာမှာရောင်းဖို့လည်းလိုအပ်တယ်ဒီမှာဆိုရင်ဒါသူကကလေးတွေကိုရည်ရွယ်တဲ့စီးပွားရေးဖြစ်တယ်ဒါပေမဲ့ကိုကဗျာကလေးတွေကြိုက်မဲ့ရေခဲချောင်းရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မူဂျိုချောင်းရှေ့ကိုသွားလို့မရအောင်အဲ့တော့ဘာလို့လဲဆိုတော့မိဘတွေကအရင်စိုးရင်တယ်ကျွန်တော်မူဂျိုရွယ်လောက်ဆိုရင်ရေခဲချောင်းတွေကိုမကြွေးသေးဘူးကလေးတွေကလည်းကိုယ်တိုင်ဝယ်စားနိုင်စွမ်းမရှိသေးဘူးမူဂျိုရွယ်လောက်မှာအဲ့တော့ရေခဲချောင်းကိုဆိုရင်ရေခဲချောင်းဒီလေပင်နာတယ်တို့အချိုများတယ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအခြေအနေမျိုးမှာဆိုရင်ကိုကကလေးတွေတော့ရည်ရွယ်ရပဲဒါပေမဲ့ okay ငါမူဂျိုကျောင်းရှိရောင်းရမှာလား၄၅တန်းအရွယ်လောက်ထိရောင်းရမှာလားဒါ၄၅တန်းအရွယ်လောက်ဆိုလို့ရှိရင်တော့ကိုယ်တိုင်ပတ်စံနဲ့ဝယ်စားတတ်တာဖြစ်ပြီးတော့နည်းနည်းအရွယ်ရောက်လာတဲ့အတွက်ကြောင့်မို့မိဘတွေကရေခဲကျောင်းဆိုတဲ့ဟာကိုစားဖို့ခွင့်ပြုပြီပေါ့နော်အဲ့တော့ဒါကိုကရောင်းမယ်ဆိုလို့ရှိရင်ကိုကစကလေးကစဉ်းစားရတယ်ပေါ့ဒါဒီဘာလဲဆိုတော့ right place ပေါ့နော်မှန်ကန်တဲ့နေရာမှာရောင်းခြင်းကို product ရောင်းရဖို့အတွက်ငါဘယ်နေရာမှာရောင်းမလဲဆိုတဲ့ဟာမျိုးကိုဆုံးဖြတ်ရတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ right time ပေါ့နော်မှန်ကန်တဲ့အချိန်မှာရောင်းခြင်း right time ဆိုတာဘာကိုပြောလဲဆိုတော့ကိုပစ္စည်းကိုရောင်းမဲ့အချိန်မှာ customer တွေကဘယ်အချိန်မှာငါပစ္စည်းကိုသုံးပါလဲဥပမာဒီအရုပ်လေးတွေကိုရောင်းတဲ့အချိန်မှာဘယ်အချိန်မှာမိဘတွေကသုံးလဲဆိုတော့တနေ့လုံးကလေးတွေကကျောင်းကနေစာရေးလုပ်ပြီးပြင်ပန်းနေရဗျာအဲ့လိုမျိုးအချိန်တွေမျိုးမှာမမေဘူပေါင်းလေးဝယ်ပေးပါအောင်ဆိုရင်မိဘတွေကဝယ်ပေးကြတယ်ပြီးတော့သူတနာလို့ဝယ်ဖြစ်ပေါ့နော်တနေ့ကောင်ငါသမီးလေးကတနာပါတယ်ငါအရုပ်ဝယ်ပေးလိုက်အောင်မယ်အဲ့လိုမျိုးအချိန်မျိုးမှာဒီဘူပေါင်းတွေအရုပ်တွေကိုအားပေးကြသလိုတခါလေကြာရင်လည်းဥမာအစင်ပြရလာတယ်ငါသမီးလေးကိုဒီနေ့ဘူပေါင်းဝယ်ပေးမယ်ဒီလိုမျိုးအချိန်မျိုးမှာဆိုရင်မိဘတွေကကိုသားသမီးတို့အရုပ်ဝယ်ပေးဖို့မတွန့်ဆုတ်ဘူးပေါ့နော်ဒါကိုလည်း right time လို့ခေါ်ပါတယ်ဒါကိုလည်းကိုယ်ကဆုံးဖြတ်ရတယ်ပေါ့နော်ငါ product ကိုဘယ်အချိန်တွေမှာဝယ်ပေးမှာလဲ okay ကျောင်းဆင်းတဲ့အချိန်တွေမှာငါသွားရောက်မယ်သို့မဟုတ်နောက်ဆုံးပြကျောင်းတက်တဲ့အချိန်နဲ့ကျောင်းဆင်းတဲ့အချိန်မှာဆိုရင်တော့ကျောင်းတက်တဲ့အချိန်ဆိုလို့ရှိရင်တော့ကလေးတွေကဒီနေ့မှကျောင်းမှာစာသင်ရအောင်မှာဒီချိန်ကမဝယ်ပေးလောက်မှမဟုတ်ဘူးငါညနေလောက်မှသွားရောက်လိုက်မယ်ဒီလိုမျိုးအစရှိသဖြင့်ဒါကိုကျွန်တော်တို့ဈေးရောက်မဲ့လူတွေကစဉ်းစားရတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ right time လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ right emotion လို့ခေါ်တယ်ဗျဒါမှန်ကန်တဲ့စိတ်အခြေအနေပေါ့နော် customer မှန်ကန်တဲ့စိတ်အခြေအနေရှိတဲ့အချိန်မှာရောင်းဖို့လည်းလိုအပ်တယ်အဲ့တော့ကျွန်တော်ဟိုးရင်တော့ဆိုရင်မန်လေးမှာဒီcycle အုပ်ထုပ်တွေမဆောင်လို့ဖမ်းတယ်ပေါ့နော်ကျွန်တော်တို့2019-18လောက်တော့ဆိုရင်ရှိတယ်အဲ့လိုမျိုးဖမ်းတဲ့အချိန်မှာဆိုလို့ရှိရင်ကားပေါ်မှာ cycle အုပ်ထုပ်လေးတင်ပြီးတော့မှပတ်ရောင်းတာပေါ့နော်ဒါကိုကျတော့ဒီရောင်းတဲ့လူက right emotion လို့ခေါ်တယ်cycle စီးလို့ဖမ်းခံရမယ်ပတ်စံကိုအကုန်ကြမ်းဖြစ်အောင်ရောမင်းတို့အုပ်ထုပ်ဝယ်လိုက်ဆိုပြီးတော့မှဒါလိုက်ရောင်းနေတာပေါ့နော်ဒီလိုမျိုးအခုခေတ်တော့ရှိသေးလားတော့ကျွန်တော်မပြောတတ်ပါဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကိုလည်းရောင်းတဲ့လူရဲ့ emotion
န်းစားနိုင်မှုလို့ခေါ်တယ်ပေါ့နော်စိုက်ကယ်အုတ်ထုပ်မဆောင်းလာတဲ့ဝယ်သူတွေကငါဟုတ်တယ်ငါတို့ဝယ်ရမှာငါတို့စိုးရင်ထိတ်လန့်နေရဲ့အရှိမဖမ်းတော့မယ်ငါဝယ်မှရမယ်ပေါ့အဲ emotion နဲ့ကိုက်နေတဲ့အတွက်ကြောင့်မလို့အုတ်ထုပ်တွေရမ်းရမ်းရတာမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ဒါဒီ right emotion ပေါ့ပြီးတော့အဲ့လိုဘူပေါင်းတဲ့ဦးလေးကြီးအတွက်ဆိုလို့ရှိရင်ပြန်ချိတ်မယ်ဆိုလို့ရှိရင်သူရဲ့ right place ဒီမိသားစုတွေလာတတ်တဲ့ပန်းချန်တွေမူဂျိုချောင်းတွေဒါမျိုးတွေမှာသူရောင်းတဲ့အတွက်ကြောင့်လို့ဒါဒီသူရဲ့ right place right time ဆိုတာကကျတော့တကယ်မှန်ကန်တဲ့အချိန်ကာလမိဘတွေပတ်စံသုံးမဲ့ကာလ customer ကမိဘတွေဖြစ်မှာပေါ့အဲ့တော့မိဘတွေပတ်စံသုံးမဲ့ကာလအကြောင်းစင်ချိန်တွေအကြောင်းတက်ခံနေချိန်တွေမှာသူတရောင်းတာမျိုးဒီ right time နောက်တစ်ခုကကျတော့ right emotion ဆိုတာကကျတော့ကလေးတွေမိဘကိုအရန်ပူစားနေအောင်ဥမာအရန်ငိုနေတဲ့အချိန်မှာသူတော့ပြတာမျိုးပေါ့ဒီအယုတ်လေးတွေအငိုတိတ်အောင်ဒါလေးရောင်းလိုက်ပါလားသို့မဟုတ်ပါဇက်နဲ့မပြောလဲကလေးမြင်အောင်တော့မတက်ရက်ပြတာမျိုး product လေးတွေလုပ်ပြတာမျိုးဒါဒီ right emotion လို့ခေါ်ပါတယ်အဲ့တော့ဒီ right time right place right emotion သုံးခုကိုလင့်ချိတ်နိုင်သွားပြီဆိုရင်ကိုယ့်ရဲ့ပစ္စည်းတစ်ခုကအရန်ထိုးရောင်းနေမျိုးမဟုတ်ဘဲနဲ့ဒီ customer ရဲ့ပြဿနာကိုဖြေရှင်းပေးတဲ့လူဖြစ်ပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ဒီသုံးချက်ကိုပိုင်လို့ရှိရင်လည်းဈေးရောင်းရတယ်ဆိုတာဖြစ်နိုင်ပါတယ်နားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ YY Freelance Content Bar Social Media Agency